ဒီပုံလေးဒီပုံပြီးရင်ဒီဗီဒီယိုဒီလိုမျိုးဗီဒီယိုလေးတွေကျွန်တော်ပုံအသုံးပြုပြီးတော့ဒီလိုဗီဒီယိုဒီလိုအတန်နဲ့ဒါကိုကျွန်တော် AI ကိုအသုံးပြုပြီးတော့ကျွန်တော်ထုတ်ထားတာကျွန်တော်စမ်းသပ်အသုံးပြုကြည့်ထားတာဖြစ်တဲ့အတွက်ပတ်စံနဲ့ဒီပြားမှပေးရမလို့နောက်ပြီးတော့ဗျာဒီကျွန်တော်တို့အခုနကကျွန်တော်ပြတဲ့ပုံတွေကိုကျွန်တော်တကယ်လို့ graphic တွေအခါဒီ motion graphic တွေပါနဲ့အုံးပြီးထုတ်မယ်ဆိုရင်ရှင်းလေးပြရတယ်အရင်လဲကြာတယ်ဒါပေမဲ့ကျွန်တော်လုပ်ထားတာကအဲ့ဒီဟာတွေတော့ကောင်းချင်မှကောင်းမယ်ကျွန်တော်လဲစမ်းသပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းအရင်တက်မနေဘူးဗျာကျွန်တော်6စမ်းကြည့်ထားတာပြီးတော့ကိုမလုပ်တဲ့လူသူများကိုခိုင်းမယ်ဆိုလဲအဲ့လိုမျိုးကြီးလုပ်တတ်တဲ့လူကအဆက်အများကြီးပို့ပေးရတယ်ပြီးတော့ဒါကျွန်တော်တို့ကဒီကိုပိုင် creation ကိုပိုင် content တွေကိုကိုစိတ်ကြိုက်ဖန်တီးရဖြစ်တဲ့အတွက်အများကြီးကောင်းနေရတော့ကို client ကြိုက်အောင်လုပ်ပေးရတော့ဘာလို့မျိုးကတော့အဲ့ pressure မျိုးတော့မရှိဘူးဆိုတော့ကိုယ့်ကိုလုံးလုံးလေးဖန်တီးပြီးတော့ကိုကြိုက်တဲ့ကိုတီးဖြတ်မဲ့ဗီဒီယိုရဲ့ဒီ effect တွေ edit တွေဆက်မဲ့နေရတဲ့ဘက်မှာဒီလိုပြောင်းလဲလေးနေရာမှာဒီ effect တွေကိုကျွန်တော်ဒီထည့်မယ်ဆိုရင်ကျွန်တော်ခုနလိုဟိုပါလေ graphic တွေပါတယ်ဟိုစွဲနေကြမလို့ပဲနဲ့ကိုယ့်ကိုဒီ AI ထဲမှာဒီလိုလေးထည့်ပြီးတော့လွှမ်းမယ်ဆိုရင်အချိန်လည်းရန်သက်တာတယ်စိတ်လည်းဖြစ်တယ်အများကြီးအောင်းနေတော့ကိုဗီဒီယိုမှာကိုပြန်သုံးမှဖြစ်တဲ့အတွက်အဆင်ပြေတယ်ဗျာအရင်ဆုံးကျွန်တော်ကတော့ပုံရိုက်လိုက်တယ်ကျွန်တော်ပုံရိုက်ပြီးကွင်းမှာဒီမှာကျွန်တော်ပုံကိုထည့်ပြီးတော့ကျွန်တော်ကဒီကာတွန်းပုံလေးပြောင်းပြဆိုကျွန်တော်ပြောင်းခိုင်းလိုက်တယ်ပြောင်းခိုင်းလိုက်ပြီးတော့ဒီမဲ့သူထုတ်ပေးလိုက်ထုတ်ပေးလိုက်ဟာကိုကျွန်တော် download ပြန်ဆွဲပြီးတော့ပဲဒီမှာဒီတိုင်းပဲကျွန်တော်ရေးလိုက်တယ်ဒီကျွန်တော်ရေးတဲ့အင်္ဂလိပ်စာရေးအများကြီးမှန်မနေဘူးတော့ကျွန်တော်ရေးကျင်တယ်လို့ရှောက်ရေးထားတာဟိုဘာ grammar ပါတိုင်းဒီကြိုင်မို့အဲ့ဒါကြောင့်ထွက်လာတဲ့ဟာလည်းကိုယ်စိတ်တိုင်းကြိုင်တော့မဟုတ်ဘူးဒါပေမဲ့ထုတ်ပေးတယ်ကျွန်တော်သုံးတဲ့ Asian Win 3.5 plus ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကဒီလိုလိုချင်တာဆိုတော့ဒီလိုထုတ်ပေးတယ်ဒီလိုထုတ်ပြီးတော့ပဲကျွန်တော်ကဗီဒီယိုပြန်ထုတ်ခိုင်းတယ်โอเคရလာဒီလိုမျိုးလေးပေါ့နော်ပြီးနောက်တစ်ခုကတော့Google Enterprise ကိုကျွန်တော်သုံးတယ်သူကလည်း free ပဲအခုချိန်ထိကိုကြိုက်တဲ့လောက်ထုတ်လို့ရနေသေးတယ်ဒါပေမဲ့တိတိကျကျကြီးတော့မထုတ်ဘူးကျွန်တော်ပုံနဲ့ကျွန်တော်ပုံပဲဒီနာကျွန်တော်ဒီကာတွန်းပုံပြောင်းထားကျွန်တော်တက်ပုံပဲကျွန်တော်ထုတ်ခိုင်းတာဒါပေမဲ့သူထုတ်ပေးလာတာကဒီလိုထုတ်ပေးလာတယ်ဒါပေမဲ့ဒီအဖြစ်အဆက်ဒီပါရေးအဲ့တိလုံးမနေရပါဘူးသုံးလို့ရတယ်ထည့်သုံးလို့ရတယ်ပြီးတော့ဒီ Gemini Enterprise က8စက္ကန့်ပေးတာပေါ့ပင်က9စက္ကန့်ပဲပေးတယ်ဒါတော့ကိုသုံးကျင်တဲ့ပုံမူတည်ပြီးတော့ကိုစိတ်ကူး idea ရှိတဲ့ပုံမူတည်ပြီးတော့ကိုကြိုက်တဲ့နေရာမှာဖြည့်ညက်ကြလို့ပြီးသုံးပေါ့နော်ရင်းစင်ပြေတဲ့သုံးကြည့်ပါပြီတခြားကို idea ရှိတယ်လို့ဗျာအာကာသားတဲ့ခီသွားတော့တခြားအရင်စိတ်ဝင်စားတဲ့လူဆိုရင်ကျွန်တော်သုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ်ပတ်စံပေးရမှာပေါ့ဒါအချိန်လေးနည်းနည်းလေးပြီးရုံပဲဗျာဒီနေ့ကို10မိနစ်15မိနစ်လောက်လေအရင်ကိုသုံးပြကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ပြီးတော့တကယ်လို့ကိုပိုင် content creator ကိုပိုင် product တွေပါထုံရောက်နေတဲ့လူ video editing တွေပါအများကြီးမငှားနိုင်တဲ့လူတွေပါအတွက်ကတော့ရန်ကိုအသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးပဲစမ်းတဲ့အသုံးပြုကြပါဦးဗျာ